အာဆီယံနဲ့တွေ့ဖို့တောင်းဟိုင်တန်းမင်းအောင်လှိုင်ကိုထိုင်းဒုတိယအကြိမ်ထပ်လာမယ်ဆိုတဲ့သတင်းကိုအားလုံးကြားပြီးဖြစ်မှာပါနော်ဒီသတင်းကတေချာတဲ့လောက်ရှိတယ်ဒီကောင်ကိုယ်တိုင်ကျင်းနေလာမယ်အဲ့ဒီဟာနဲ့ပတ်သက်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောကြားခဲ့တာအဲ့ဒီမလေးရှားဝန်ကြီးချုပ်တဲ့ပြောစကားကိုအများကန့်ကွက်ကြတယ်အဲ့ဒီကန့်ကွက်တဲ့အထဲမှာထိုင်းကလွတ်တော်အမတ်နော်လက်ရှိမြန်မာအရေးမှာတမန်တမတ်ကြစွာနဲ့ပြောနေတဲ့အမတ်တယောက်ကတော့အခုထုတ်ပြောလာသူပြောတဲ့စကားတွေကိုကျွန်တော်အရင်ဖတ်ပြပါမယ်ဘာသာပြန်ထားတာရှိတယ်ပေါ့နော်ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ရှင်ညံရှိဖို့အရင်လိုတယ်လို့ထိုင်းအမတ်ကမလေးရှားဝန်ကြီးချုပ်ကိုအကြံပေးမင်းအောင်လှိုင်ကလာမယ့်ဧပြီလ18ရက်မှာထိုင်းကိုနောက်တစ်ခေါက်လာအောင်မယ်အကြောင်းကတော့ပြီးခဲ့တဲ့ဧပြီလ4ရက်နေ့ထိုင်းနိုင်ငံကဆွေးနွေးပွဲပြတ်သွားပြီးတဲ့ဆွေးနွေးပွဲပြီးတဲ့နောက်မြန်မာစစ်တပ်ကနိုင်ငံတွင်းဘုံကျဲမှုတွေကိုချက်ချင်းရပ်တန့်လိုက်လို့ဒါနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးဖို့ဆိုပြီးမလေးရှားဝန်ကြီးချုပ်ကပြောတယ်သူကဘာကိုအခြေခံပြီးဒီလိုပြောရတာလဲခေါင်းဆောင်တွေဖြစ်ပြီးအချက်အလက်မစစ်ဆေးကြဘူးလားအချက်အလက်တွေကရှင်းနေတာပဲဧပြီလ3ရက်မှာစစ်တပ်ကအပြစ်ခတ်ရက်စဲရေးကြီးညာပြီးတဲ့နောက်မဟာတကြံနေ့ဧပြီလ13ရက်နေ့ထိတနိုင်ငံလုံးမှာဘုံကျဲမှုပေါင်း124ကြိမ်ထိရှိခဲ့ပါတယ်ဒါကဘလို့အပြစ်ခတ်ရက်စဲရေးမျိုးလဲထိုင်းနိုင်ငံရဲ့တန်တမန်ရေးရရက်တိချက်နဲ့ပတ်သက်လို့တော့များများပြောစရာမလိုပါဘူးဘာလို့လဲဆိုရင်21ရာစုနိုင်ငံတကာအခင်းချင်းရဲ့အကျဉ်းရဲ့လက်တွေ့အခြေအနေတွေနဲ့ရှင်ရင်ထိုင်းကအားနည်းနေလို့ပဲဖြစ်တယ်ထိုင်းအစိုးရဘွဲ့ဟာဒုတိယကမ္ဘာစစ်တုန်းကလိုမိရဓာဘက်ကိုဘက်လိုက်နေတယ်လို့ပြုမှုနေတာဟာတကယ်ကိုပဲတန်ဖို့မဲ့လွန်းတယ်ဧပြီလ18ရက်လာမယ့်ဧပြီလ18ရက်မှာမင်းအောင်လှိုင်ကထိုင်းနိုင်ငံစီတရားဝင်နောက်တစ်ချိန်လာရောက်မှာဖြစ်တယ်ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်အန်ဝါအီဘရာဟင်ကမြန်မာစစ်အာဏာရှင်ခေါင်းဆောင်ကိုထိုင်းနိုင်ငံမှာတွေ့ဆုံဖို့ဖိတ်ခေါ်တာလည်းဖြစ်တယ်မြန်မာနိုင်ငံထဲအပြစ်ခတ်ရက်စဲရေးတက်တန်းတိုးမြင့်နိုင်ဖို့ရည်ရွယ်တယ်လို့ပြောတယ်မလေးရှားမြန်မာနဲ့ထိုင်း၃နိုင်ငံလုံးကတော်တော်ထူးဆန်းလွန်းပါတယ်ဘာတွေရှုံနေကြတာလဲကျွန်တော်အမြင်ကိုရှင်းပြခြင်းပါတယ်နံပါတ်1မလေးရှားဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်ရင်ခီးစဉ်နဲ့စိုင်နာတွေကိုပဲထိုင်းမှာပြုလုပ်တင်တယ်မင်းအောင်လှိုင်နဲ့ဆွေးနွေးခြင်းရင်မလေးရှားနိုင်ငံစီတရားဝင်ဖိတ်ဖို့ဘာလို့မဖိတ်တာလဲမြန်မာစစ်အာဏာရှင်ရဲ့ခီးစဉ်ကိုမလေးရှားပြည်သူတွေကစန့်ကျင်ကန့်ကွက်မှာကိုစိုးရိမ်လို့လားပြည်တွင်းမှာဝန်ကြီးချုပ်ကိုလူကြိုက်များမှုကြာတော့မှာကိုစိုးရိမ်လို့လားနံပါတ်2မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လှိုင်ကိုလာရင်သူ့နိုင်ငံသားတွေကစန့်ကျင်မှာကိုစိုးရိမ်ရင်ထိုင်းနိုင်ငံကြလို့ဘာတော့မစိုးရိမ်ရတာလဲမဟုတ်မှလွယ်ပြီးခဲ့တဲ့အပတ်ကလာရောက်ခဲ့ပြီးမှုကျင့်သားရသွားတာလားမကြာခဏလာလို့ရတယ်လို့များသဘောထားနေတာလားထိုင်းဝန်ကြီးချုပ်ရဲ့အဖေက